င်းသီးဟင်းရွက်ပြိုးပင်တွေပြိုးထောင်ဖို့အချိန်ဘယ်လောက်ကြာမလဲခရမ်းကျင်သည်45ရက်ငရုတ်သည်ရက်ပေါင်း60ခရမ်းသည်65ရက်တခွားသည်ရက်30ဆက်လက်ရွက်25ရက်တရုတ်နံနက်ရက်ပေါင်း60ဇူကီနီကြောက်ဖျုံသည်တစ်မျိုး25ရက်ပန်းကော်ပီစိန်ရက်40ဟင်းနုနွယ်ရက်30ကော်ပီတော့35ရက်ပဲတီးစိန်35ရက်မုံလာဥနီရက်50ရွှေဖျုံသည်ရက်20နန်းနံပင်45ရက်ပန်းကော်ပီရက်40ငရုတ်ပွား55ရက်ကြက်သွန်နီ55ရက်မုံလာဥဖြူရက်20ရှုံးမတီတီ35ရက်ပြောင်းမှု28ရက်ဒီအသုံးဝင်တဲ့စိုက်ပျိုးချိန်စရာလေးတွေကိုတင်ထားလိုက်ပါအောင်ဒါဆိုရင်အကောင်းဆုံးစိုက်ပျိုးရမယ့်အချိန်တွေကိုဘယ်တော့မှလွဲချော်မှာမဟုတ်တော့ပါဘူးဟင်းသီးဟင်းရွက်တွေကိုလွယ်လွယ်ကူကူစိုက်ပျိုးပြီးအထွတ်နှုန်းကောင်းကောင်းရဖို့အတွက်ကျွန်တော်ကို follow လုပ်ထားပြီးကြပါအောင်